သက်69နှစ်ရဲ့ဖိုးကြီးဟာသူနဲ့အတူတူဖြတ်တန်းခဲ့တဲ့ဇနီးကိုအိမ်အောင်သက်89နှစ်ပြည့်ပြီးခါမှကွာရှုံးခွင့်တောင်းခဲ့တယ်။အသက်69နှစ်ရွယ်ရှိတဲ့အီတလီဖိုးကြီးဟာသူ့ရဲ့ဇနီးဖြစ်တဲ့သူအသက်96နှစ်ရွယ်ရှိတဲ့အီတလီဖွားကြီးကိုအိမ်အောင်သက်89နှစ်ပြည့်ပြီးခါမှသားသမီးက9ဦးညီးက12ဦးမြစ်တောင်မှာ2ဦးထိရှိခဲ့ပါသေးတယ်။ဒါပေမဲ့သူတို့ရဲ့မထင်မှတ်ထားတဲ့စာကြီးတစ်စောင်ကြောင့်သူတို့နှစ်ယောက်ကကွာရှင်းခဲ့ကြတယ်။အကြောင်းအရာကတော့2021ခုနှစ်ခရစ်စမတ်ကာလာမတိုင်ဘူးလားအဖိုးကြီးနဲ့ဖွားကြီးနဲ့ချွတ်ကျွမ်းဝင်တဲ့ချိန်တုန်းကအပြန်အလှန်ပေးထားတဲ့စာတွေထဲကနေပြီးတော့လွန်ခဲ့တဲ့60ကျော်ကအဖွားကြီးကြီးစားအဟောင်းနဲ့ပေးထားတဲ့စာကိုတွေ့ရှိသွားတဲ့အတွက်ဖိုးကြီးဖြစ်တဲ့သူကစိတ်ထိကြိုက်ပြီးတော့သူဇနီးပေါ်တကယ်တော့ထားရှိခဲ့တဲ့ယုံကြည်မှုတွေတက်ပြည့်ပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်ကကွာရှင်းရင်းနဲ့ဖြစ်ခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးကကမ္ဘာအသက်ကြီးဆုံးကွာရှင်းရသူများဖြစ်စံချိန်မှတ်တမ်းတင်ထားခဲ့ပါတယ်တင့်ထင်မြင်ချက်နေနဲ့အသက်69နှစ်ရွယ်ရှိတဲ့အဖိုးကြီးဟာအသက်96နှစ်ရွယ်ရှိတဲ့အဖွားကြီးကိုအိမ်အောင်သက်89နှစ်ပြည့်မှာကွာရှင်းခဲ့တဲ့ဒီလောက်ရဟာမှတ်ကန်လားမမှန်ဘူးလားဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ comment box တွေထဲမှာကြည့်ပေးသွားကြပါဦးကျေးဇူးအများကြီးတင်ပါတယ်